ဒါတော့ကျွန်တော်တို့ညကြရင်ခီးသွားဖို့အတွက်အင်ဂျီထည့်နေရပါကဲအခုတော့ကျွန်တော်တို့စပြီးထွက်ပါပြီ16ရက်ပထမဆုံးခီးစဉ်စပါပြီကား10:40 9:00လောက်တည်းအရင်ထွက်9နိုင်တော့မှအိမ်ကထွက်ပြင်လာစင်လာ7နိုင်ခွဲကျွန်တော်တို့နမ်ဘာကနေပြီးတော့ညအိဘတ်စကားနဲ့သွားမှာဖြစ်ပါတယ်နမ်ဘာရောက်ပါပြီအချင်းကလည်း9နိုင်လောက်ဖြစ်နေပြီဆိုတော့သူမတီးတောက်ချင်လို့တဲ့မတီးတိုင်ခွင့်နေလားဆိုပြီးတော့သူသွားကြည့်ပါတယ်ဆိုင်ရဖွင့်ပြီးရဆိုတော့မတီးလေးတစ်ခွက်ဝင်နေပါတယ်ကျွန်တော်တို့ပြီးတော့ကားဂိတ်ကိုဆက်ပြီးတော့သွားပါတယ်ကျွန်တော်တို့တိုဂျိုသွားရင်ညာကြီးဘတ်စကားကြတော့အရင်တစ်ခေါက်စီးဘူးရယ်ပေါ့နော်အရင်တစ်ခါတော့ကျွန်တော်တို့ဥမဲရာကနေစီးရဖြစ်ပါတယ်ကျွန်တော်ကားလမ်းမကိုကြတော့ဝီလာ app ကနေပြီးတော့ဖြတ်တာပေါ့နော်သူကဘတ်စကားစီးရမယ့်နေရာကိုရွေးလို့ရတယ်ဒီ3နေရာရွေးလို့ရတယ်ပေါ့နော်ဥမဲရာစီမလာနမ်ဘာစီမလာပြီး USD ကနေစီမလာဆိုတော့ကျွန်တော်ရွေးလို့ရတယ်ကျွန်တော်တို့ကနမ်ဘာအနည်းဆုံးဆိုတော့နမ်ဘာကနေပဲစီးလိုက်ပါတယ်ဒီ app ထဲမှာကြတော့နမ်ဘာမှာစီးရမယ်ပဲပြထားတာပေါ့နော်ဘတ်စကားရနမ်ဘာဆိုလို့ရှိရင် OCAD မှာရတယ်လို့ပြောတော့ကျွန်တော်တို့ OCAD ကနေပြီးတော့သွားစီးမယ်ပေါ့နော်ကျွန်တော် OCAD ကိုသွားနေရဖြစ်ပါတယ် OCAD ရဲ့နှက်လွာမှာဘတ်စကားစီးရမှာပေါ့နော်ကျွန်တော်အဲ့ရောက်တော့ဒီဘတ်စကားဝန်ထမ်းကိုမေးကြည့်လိုက်တော့ပေါ့နော်ဒီကျွန်တော်လက်မှတ်ကိုပြပြီးတော့မေးလိုက်တော့ဒါကဒီမှာစီးရမှာလားလို့သူ့ကိုမေးလိုက်တော့ဒါတဲ့ဒီမှာစီးရမှာမဟုတ်ဘူးနမ်ဘာပနာမှာစီးရမှာဆိုပြီး तू ကထွက်သွားထပ်ပြီးတော့မေးလို့လည်းမရတော့အဲ့ဒါကျွန်တော်နမ်ဘာပနာဟာဒုက္ခပဲနမ်ဘာပနာမှာစီးရမှာလေဆိုပြီးတော့ကျွန်တော်တို့ကြာသွားအောင်ပေါ့နော်တော်သေးရဲ့အိမ်ကနေစောစောထွက်လာလို့ပေါ့နော်ကားချိန်ကတော့အရင်မနီးသေးဘူးပြောမှဆိုလို့ချင်းမိနစ်40လောက်40နီးနီးလောက်တော့အချိန်ရသေးရဲ့ပေါ့နော်နမ်ဘာပဘယ်နားမှာစီးရမှာလဲမသိတော့နမ်ဘာပနာကိုပဲအရင်သွားလိုက်မလားအဲ့နာကြမှာရှာမဲဆိုပြီးကျွန်တော်နမ်ဘာပနာကိုအမြန်ပြေးရတယ်ဒီနမ်ဘာပနာလေးရောက်ဆိုကျွန်တော်တို့ရှာကြည့်ရောအဲ့မှာဘတ်စကားတစ်စီးရက်ထားတာတွေ့တော့ဗျအဲ့ဒါဘတ်စကားစီးရမယ့်နေရာတဲ့ကျွန်တော်ချက်ကြည့်ပါအောင်အဲ့မှာဒီတရားအောက်မှာတဲ့ဒါ express စီးရမယ့်နေရာတဲ့ဒါမစီးဘူးရဲ့လူဆိုလို့ရှိရင်တော့မသိနိုင်ဘူးပေါ့လေကျွန်တော်ကအရှိမဘတ်စကားတစ်စီးရက်ထားတော့အဲ့ဘတ်စကားဦးလေးကိုကျွန်တော်လက်မှတ်ကိုပြပြီးမေးရပါတော့ဦးလေးကလည်းသဘောကောင်းချက်ပဲဗျာဒီကားမဟုတ်ဘူးဟိုဒီကျွန်တော်တို့စီးရမယ့် jam expert ကပေါ့နော်ဒီအခိုးအနောက်မှာရှိရလို့ပြောလို့ရတဲ့ဟာမပြောဒီကားမဟုတ်ဘူးမသိဘူးဒီကားလက်မှတ်မဟုတ်ဘူးမသိဘူးဆိုပြီးတော့ကျွန်တော်ပြောပြီးဆက်လည်းမဖြေဘူးဒီလားဆက်မဖြေပြီးပြောမှဆိုစိတ်မရှိတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပြကျွန်တော်လည်းဆက်မေးမနေပဲနဲ့အနောက်ကိုရှောက်လဲရှောက်သွားကြည့်အဲ့မှာဂျန်ဆိုတဲ့ဆိုင်းဘုတ်လေးတူတော့ဒီနားမှာစီးရမှာဖြစ်မယ်ဆိုပြီးအမှငယ်ကနေပြီးအဲ့နာဂျပန်မာလေးတယောက်ကိုမေးလိုက်တော့ तू ကဒီနားမှာစီးရမှာလားဆိုဟုတ်တယ်ဒီကားစီးရမှာဆိုပြီး तू ကပြောပြလို့ဟိုကျွန်တော်အဲ့ကြမှာပဲတက်ပင်းချနိုင်တော့တယ်ဗျာခုမှပဲတက်ပင်းချတော့တယ်ဒီလိုမျိုးလေးဖြုတ်ပြီးပြောလိုက်မယ်နားမကြားရမှာဆိုလို့တယ်လည်းအောင်ဖြုတ်တော့ခုမှပဲတက်ပင်းချဖြစ်လိုက်ရင်ကြရက်ကြီးဒီတစ်ခေါက်ကရတယ်ငယ်လေးခုနကပြောမယ်ဒီတစ်ခေါက်ကတော့အရင်မိုက်ပါတယ်ဘတ်စကားစီးဘတ်စကားရဲ့ review နောက်မှပြောမယ်မောနေဟိုဘတ်စကားစီးရမယ့်နေရာမှားပြီးတော့သွားဟုတ်ပါဘတ်စကားစီးရမယ့်နေရာကိုလေကျုံနေဟိုဘယ်မှာဘာမှလည်းမရှိမမီတော့တော့အဖေစိတ်တွေကိုဖျားလိုက်ပဲယူလိုက်ရစားထွက်ခြင်းမှာတော့ကြရက်ရိုက်သွားပြင်မယ်ကားပေါ်ရောက်တော့အမောပြေးသွားပါတယ်ကားလေးကတော့အဆင်ပြေပါတယ်ဗျာအရင်တစ်ခေါက်ကစီးရဲ့ဘတ်စကားဆိုရင်ကျွန်တော်ကပို့ပြီးတော့တက်ဖြစ်မှာဆိုတော့ premium ဝယ်လိုက်တာပေါ့နော် premium ဘတ်စကားရဲ့ပုံစံကိုကျွန်တော်ပုံတွဲမှာတော့ပြထားပြင်မယ်အဲ့လောက်ကြီးတော့စိုးမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဟုတ်အဲ့မှကြည့်လိုက်ဗျာဗီဒီယိုထဲမှာဟိုဘက်ကလူတွေဘယ်လိုထိုင်ရလဲအဲ့လိုမျိုးကခေါင်းအပေါ်ကအုပ်เสียရလဲပါတယ်အုပ်ချင်လဲရတယ်မအုပ်ချင်လဲရတယ်ဗျအဲ့ဒါကတော့ဒီအလဲမှာပေါ့နော်2ယောက်ထိုင်တဲ့နေရာမှာအဲ့လိုမှန်ချက်ကြီးနဲ့ကာထားတယ်ကွာသူကprivacy ပေါ့နော်အဲ့လိုမျိုးကာပေးထားတာဆိုကျင်းကျုပ်နေကွာထိုင်ကုန်ကပို့ပြီးတော့ကျင်းသွားတာပေါ့နော်ဒီဘတ်စကားကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစီးရဲပေါ့နော်ကျွန်တော်ခီးသွားကားတွေလူမျိုးပဲအဲ့လိုမျိုးပဲထိုင်ကုန်လဲကြဲဝန်းလဲရှိရဲတက်တလည်းဖြစ်ကျွန်တော်ရိုးတန်းပဲဝယ်လိုက်တာပေါ့နော်ရိုးတက်ခုံတွေကကျွန်တော်တို့နဲ့ပို့ပြီးတော့ကြိုက်ပါတယ်ဒီကားကတော့ကျွန်တော်မြန်မာနိုင်ငံကားနဲ့တူတယ်စကားလေးကြည့်ပြီးအေးဆေးလိုက်မယ် privacy လည်းမရှိဘူး privacy ကမရှိဘူးကဲဒါဆိုရင်သူ့ကျမပြန်တွေ့
ဒီညာရေးဘတ်စကားတွေကကြတော့လမ်းမှာ3ခါရက်တယ်ပေါ့နော်ကျွန်တော်ဒါလမ်းမှာရက်တုံးကားပေါ်ကရေဘူးမပေးရရင်ကျွန်တော်ရေတန့်ဝင်ဝယ်ရဖြစ်ပါတယ် ဒီမှာအေးရနော်တဲ့ဒီပြပါစတဲ့ဟိုထွက်နေတာ ကဲကျွန်တော်တို့တိုဂျိုရောက်ပါပြီ ဘယ်ရဆင်းရမှာတော့ မရောက်လာပါဘူးဒီလေးကိုလည်းကြောက်ဘူး ရောက်ရှိဘူးအိတ်ချင်လိုက်တ